လူချင်းမင်းတို့ကိုဒီနေ့မိတ်ဆက်ပြီးမှာကတော့ HMV အလွန်လောက်ပါတဲ့အိမ်နဲ့ခြံလေးကိုအယောင်ပြပြီးတော့မှဖြစ်ပါတယ်။ဒီအိမ်နဲ့ခြံကရန်ကုန်တိုင်းမော်ဘီမြို့နယ်မှာတည်ရှိပြီးရန်ကုန်ပြည်လန်းကနေဝင်ပါက9မိနစ်ခန့်တာဝင်ရပြီးပေ100ပတ်လဲချီမြေပေါ်မှာဆောက်လုပ်ထားတဲ့ပြင်တောင်နှစ်ထပ်အိမ်လေးဖြစ်ပါတယ်။ပြင်တောင်နှစ်ထပ်အိမ်ဘေးမှာတီးတန့်တစ်ထပ်အိမ်စတိုကန်းနှစ်ခန်းပါရှိပြီးအိမ်သာ3လုံးအိမ်ခန်းနှစ်ခန်းရေချိုးခန်းနှစ်ခန်းအပြင်ရေမီးအစုံလင်ပါရှိပြီးပြုပြင်စရာမလိုပဲချက်ချင်းတက်နေလို့ရပါတယ်။ဒီအိမ်ရဲ့အထူးအားသာချက်ကတော့တဘာဝစိမ့်လန်းတဲ့ပတ်ဝန်းကျင်အိမ်ပတ်လည်မှာတစ်ပင်တွေအုပ်မိုးနေတဲ့အတွက်လေကောင်းလေတန်းရရှိပြီးနေ့စဉ်အလုပ်ပင်ပန်းမှုတွေကိုအိမ်ပြန်ရောက်တာနဲ့မိပြောက်သွားစေမယ်အေးချမ်းတဲ့ခံစားချက်ကိုရရှိစေမှာဖြစ်ပါတယ်။အိမ်ရှိမှာမြေပုံများစွာပါရှိပြီးမိမိကြိုက်နေတဲ့ရာတီးပင်စားပင်များကိုလည်းစိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။ဒီအိမ်နဲ့ခြံလေးကိုရောင်းမဲ့ဈေးနှုန်းကတော့3650ကျပ်ပြည့်ရောင်းချပေးတော့မှာဖြစ်ပါတယ်။အိမ်နဲ့ခြံကိုစိတ်ဝင်စားပါက399423315599ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။